မင်္ဂလာပါ M&E Design Knowledge for Myanmar Engineers YouTube Channel နဲ့ကြိုဆိုပါရစေ။ဒီဗီဒီယိုလေးကတော့စမုံမှာရှိတဲ့ HDB အဆောက်အဦတွေမှာပါဝင်တဲ့ M&E Design M&E Service တွေကိုဘယ်လို design လုပ်အောင်မလဲဆိုတာကိုသင်ကြားပေးမယ် M&E Design သင်တန်းရဲ့ကြော်ညာဗီဒီယိုလေးဖြစ်ပါတယ်။ဒီသင်တန်းကို၄ လပိုင်း၄ ရက်နေ့မှာစမှာပါ။စင်ကာပူနိုင်ငံမှာဒီ HDB အဆောက်အဦလို့ခေါ်တဲ့အဆောက်အဦတွေကို1960မှာစပြီးတော့ဆောက်ခဲ့တာပါပထမဆုံးဆောက်တော့ခွန်ထထတိုက်လေးတွေအနေနဲ့ဆောက်ပြီးတော့1961မှာအစိုးရကနေပြီးတော့ပြည်သူလူထုတွေဆောက်ဖို့ရပြည်သူလူထုတွေနေဖို့ရအတွက်အဆောက်အဦတွေကိုဆောက်ပြီးတော့ရောင်းချပေးတော့တာပါမြန်မာနိုင်ငံမှာဆိုရင်တော့ရန်ကုန်မှာရှိတဲ့အိုးအိမ်အဆောက်အဦနဲ့တူပါတယ်စင်ကာပူမှာ HDB အဆောက်အဦတွေကိုဆောက်လာလိုက်တာလွန်ခဲ့တဲ့2010မှာစင်ကာပူမှာရှိတဲ့ HDB unit အရေအတွက်က1 တန်းရှိသွားပါမှာရှိတဲ့လူကြီးနဲ့နိုင်ရှင်းမယ်ဆိုရင်လက်ရှိကစင်ကာပူနိုင်ငံမှာလူကြီး6 တန်းဖြစ်တဲ့အတွက်တအိမ်မှာအနည်းဆုံး6 ယောက်လောက်နေလို့ရတယ်လို့တောင်ပြောလို့ရပါတယ်အဲ့ဒီတော့စင်ကာပူနိုင်ငံမှာဒါကြောင့်မို့လို့စင်ကာပူနိုင်ငံမှာအိမ်တွေမှာလူများတယ်ဆိုတာမဖြစ်ပါဘူးစင်ကာပူဆိုရရဲ့ညံအမျှော်မြင်ကြည့်မှုလို့ပြောလို့ရပါတယ်တိုးတက်လာတဲ့လူကြီးကို HDB အဆောက်အဦတွေဆောက်ပြီးတော့နှစ်စဉ်ဆောက်ပြီးတော့ဒီပြည်သူလူထုအတွက်နေထိုင်ဖို့ရအဆင်ပြေအောင်စီမံပေးနေတာပါအခုလည်း HDB အဆောက်အဦတွေကတော့စောင့်နေသေးပါပဲM&E Design သင်တန်းမှာပါဝင်တဲ့ service တွေကတော့ဒီ plumbing sanitary sanitary system gas system ဆိုပြီးတော့ဒီ M&E service အားလုံးကို design အခြေခံစဉ်းစားနည်းတွေအားလုံးကိုသင်ပေးဒီ plumbing နဲ့ sanitary system မှာဆိုလို့ရှိရင်ရေပေးတဲ့စနစ်တွေရေစိုးထုတ်တဲ့စနစ်တွေအကုန်လုံးကို design လုပ်နေသင် gas supply system စင်ကာပူနိုင်ငံမှာတော့ရေပေးသလိုမျိုးအိမ်တွေကိုလည်း gas ကိုပေးတဲ့အတွက်ဒီ gas supply system design လည်းသိဖို့လိုအပ်ပါတယ်ပြီးရင်ဒီ HDB အဆောက်အဦမှာရှိတဲ့ fire protection system တွေလေ့လာပါမယ်နောက်ပြီးတော့ HDB အဆောက်အဦတွေမှာ air con system design လုပ်မယ်ဆိုရင်စဉ်းစားရမယ့်အချက်တွေကိုပြီးရင် electrical နဲ့ပတ်သက်တဲ့ lighting power system ပြီးတော့တခြား M&E service တွေဖြစ်တဲ့ urban water harvesting irrigation ပြီးရင်ဒီ PWCS လို့ခေါ်တဲ့ဒီအမှိုက်ဖြစ်တဲ့တွေကိုလည်းလေ့လာမှာပါဒီသင်တန်းကိုကျွန်တော်ကိုယ်တိုင်သင်ပေးမှာပါကျွန်တော်က2006ခုနှစ်ကမန္တလေး MTU ကနေဝယ်ရခဲ့ပြီးတော့2009ခုနှစ်မှာတော့ရန်ကုန်မှာ platform service တစ်နှစ်လောက်ယူပြီးတော့2008ခုနှစ်မှာစင်ကာပူနိုင်ငံမှာ HDB designer အနေနဲ့စပြီးတော့လုပ်ခဲ့တာပါပြီးတော့2012ခုနှစ်မှာ M&E consultant အကြံပေး engineer အနေနဲ့စလုပ်ခဲ့တာကနေအခုချိန်ထိလည်း M&E consultant အကြံပေး engineer အနေနဲ့လုပ်နေတော့မှာပဲကျွန်တော်ရဲ့အတွေ့အကြုံကိုဒီကျွန်တော်ရဲ့ channel မှာရှိတဲ့ကျွန်တော်ရဲ့စင်ကာပူ interview အတွေ့အကြုံဆိုပြီးတော့ဗီဒီယိုလေးတင်ထားတာရှိပါတယ်စိတ်ဝင်စားရင်တွက်ကြည့်လို့ရပါတယ်ပြီးတော့ဒီစင်ကာပူ M&E design နဲ့ပတ်သက်လို့လည်းကျွန်တော်ရဲ့ channel မှာဒီမှာဗီဒီယိုလေးတွေတင်ပြီးတော့ရှင်းပြထားတာရှိပါတယ်အဲ့ဒါတွေကိုလည်း M&E ကိုလေ့လာတဲ့သူတွေအနေနဲ့ကြည့်သင့်ပါတယ်ဒီသင်တန်းကိုသူတွေတက်တင်တာလဲဆိုတော့ကျတော့ဒီ M&E engineer အားလုံးတက်တင်တယ်လို့ပြောလို့ရပါတယ် site engineer တို့ coordinator တို့ quantity surveyor တို့ပြီးရင် BIM modeler တို့ BIM coordinator တို့တက်တင်ပါတယ်ဒါတွေဒီသင်တန်းဒီ design ကိုနားလည်ထားတယ်ဆိုရင်လုပ်ငန်းခွင်မှာအများကြီးအဆင်ပြေထောက်ပံ့ဖြစ်မှာဒီသင်တန်းကို 100% online class အနေနဲ့ပဲသင်ပေးမှာပါအားလုံး online ပဲသင်မယ်ဒီ recorded video နဲ့သင်မှာမဟုတ်ပါဘူးကျွန်တော်ကိုယ်တိုင်တိုက်ရိုက်ရှင်းပြပြီးတော့သင်ပေးမှာပါဘုံငါးလိုမျိုးဝေ့ဝိုက်ပြီးတော့အချိန်ကြာကြီးမသင်ပါဘူးအချိန်တိုနဲ့လိုရင်းကိုရောက်အောင်မြန်သင်ပေးမှာပါဒီသင်တန်းကိုဒီစနေတနင်္ဂနွေစင်ကာပူစံတော်ချိန်နေ့လယ်1 နာရီကနေနေ့လယ်2 နာရီအထိအပတ်စဉ်တရက်ကို1 နာရီတစ်ပတ်ကို2 နာရီနဲ့3 လလောက်သင်ရလိမ့်မယ်လို့ခန့်မှန်းထားပါတယ်ဘယ်လိုသင်မှာလဲဆိုတော့ဒီ HDB နမူနာ project တစ်ခုကိုယူပြီးတော့အဲ့ project မှာပါဝင်တဲ့ M&E service တစ်ခုချင်းစီကို design လုပ်ပြီးတော့လေ့လာမယ်လေ့ကျင့်နမူနာ design တွက်တာတွေလေ့လာမယ်အဲ့ဒီပုံစံနဲ့ဒီသင်တန်းသားတွေက design တွက်တာတွေပါနားလည်သွားမှာပါ AutoCAD အသုံးပြုရဖို့လိုအပ်ပါတယ် AutoCAD ကိုအသုံးပြုပြီးတော့မှပုံစံတွေဆွဲမယ်တွက်တာချက်တာတွေလုပ်ပါမယ်သင်တန်းကြီးအနေနဲ့ကတော့ဒီစင်ကာပူနိုင်ငံမှာရှိတဲ့သင်တန်းသားတွေကိုစင်ကာပူဒေါ်လာ300လို့သတ်မှတ်ထားပါတယ်မြန်မာနိုင်ငံကကျွန်တော် engineer ညီကိုပေါင်းသမားတွေအတွက်ကတော့သင်တန်းကြီး5 သိန်းလို့သတ်မှတ်ထားပါတယ်ကျွန်တော်ငငယ်ရလဲကျောင်းပြီးကစားဝင်ခွင့်မရှိတဲ့အချိန်မှာသင်တန်းတက်ချင်ပေမဲ့သင်တန်းကြီးမတက်နိုင်တဲ့သူတွေအတွက်သင်တန်းကြီးကိုနောက်မှပေးလို့မြန်မာနိုင်ငံ engineer တွေအနေနဲ့နောက်မှပေးလို့ရပါတယ်ပြီးရင်ဒီသင်တန်းကိုစိတ်ဝင်စားတယ်ဆိုရင်တော့ဒီကျွန်တော်ရဲ့ channel မှာရှိတဲ့ email ကိုemail ပို့ပြီးတော့ bank account detail တောင်းပြီးတော့ register လုပ်လို့ရပါတယ်
ဒီသင်တန်းပြီးသွားပြီဆိုရင်တော့ဒီ M&E design HTB စာရိတ်မှာရှိတဲ့ M&E service design တွေအားလုံးကိုနားလည်သွားတဲ့အတွက် GUS တို့ coordinator တို့ moderator တို့လုပ်တဲ့နေရာမှာအများကြီးအထောက်အပံ့ဖြစ်မှာပါပြီးရင်ဒီသင်တန်းပြီးတော့တဲ့အချိန်မှာဒီသင်တန်းမှာသင်သွားတဲ့ lecture note တွေအကုန်လုံးကိုပြန်ပြီးတော့သင်တန်းသားတွေအားလုံးကိုဝေပြီးမှဖြစ်တဲ့အတွက်နောက်တစ်ချိန်မှာဒီ guide drawing တွေရှိမယ်ဒီ code of practice စာအုပ်တွေရှိတဲ့အတွက်နောက်တစ်ချိန်မှာလုပ်ငန်းခွင်မှာအချိန်ပြည့်ပြန်ပြီးတော့လေ့လာလို့အဆင်ပြေမှာပါဒီသင်တန်းကိုအမှန်ကန်စိတ်ဝင်စားတဲ့သူတွေအနေနဲ့ဒီသင်တန်းကို registration နဲ့သင်တန်းကြေးပေးတာကိုဒီမတ်လ15ရက်နောက်ဆုံးထားပြီးတော့သင်တန်းကြေးပေးတဲ့သူတွေအနေနဲ့သင်တန်းကြေးကိုအထူးလျှော်ဈေးအနေနဲ့စမူဒေါ်လာ250သတ်မှတ်ထားပါတယ်မြန်မာနိုင်ငံသင်တန်းသားတွေအနေနဲ့ကတော့သင်တန်းကြေးကို3သိန်းသတ်မှတ်ထားပါတယ်လူဦးရေကန့်သက်ထားပါတယ်လာဘယ်လောက်တလက်ခံမယ်ဆိုတော့မျိုးမဟုတ်ပါဘူးဒီလူဦးရေနည်းနည်းနဲ့ဒီလေးလာတဲ့သူတွေအကုန်လုံးသင်တန်းသားအကုန်လုံးကိုနားလည်သွားစေဖို့အတွက်လူနည်းနည်းပဲလက်ခံပါပါဒါကြောင့်မလို့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်အမြန်ဆုံး register လုပ်ပါလို့တိုက်တွန်းပါတယ်ကျေးဇူးတင်ပါတယ်